အားလုံးပဲမင်္ဂလာပါ Sport Geek ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီခုရက်ပိုင်းမှာအမြဲကြားနေရတဲ့စကားသံတက်တွေရှိပါတယ် Enzo Maresca နဲ့ဘုတ်အဖွဲ့ဝင်တွေကြားပြပက်ကတွေပေါ့နော်ဒီအကြောင်းအရာတွေကိုကြားနေရတယ်ဟုတ်ပြီဒီတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ပြောသွားမယ်ပေါ့နော်အရင်ဆုံးပြောချင်တာကကျွန်တော် Aston Villa နဲ့ပွဲမှာဘာဒီယာရှေးဦးကိုထည့်သုံးတဲ့အကြောင်းပေါ့နော်ဘာလို့ဘာဒီယာရှေးကို Aston Villa နဲ့ပွဲမှာ Enzo Maresca ထည့်သုံးခဲ့လဲဆိုတော့ဒါဘုတ်အဖွဲ့ဝင်တွေရဲ့စံနာအရထည့်သုံးခဲ့တာပဲဖြစ်ပါတယ်ဘာလို့ဘုတ်အဖွဲ့ဝင်တွေကဒီဘာဒီယာရှေးကိုထည့်သုံးစေချင်တာလဲလာမယ်အပြောင်းရွှေ့ဈေးကွက်မှာဈေးကွက်ဖွင့်တော့မယ်အဲ့ဒီကာလမှာသူကရောင်းကျင်တယ်ဒီကစားသမားကိုရောင်းချကျင်တာဖြစ်တဲ့အတွက်မရောင်းချခင်မှာဈေးကောင်းကောင်းရကျင်တာဖြစ်တဲ့အတွက်ထည့်ပြီးတော့ကစားခိုင်းတာပဲဖြစ်ပါတယ်အဲ့တော့ Enzo Maresca အနေနဲ့ဘုတ်ဖွဲ့ဝင်နေတဲ့စိတ်တိုင်းရထည့်ပြီးတော့ကစားပေးလိုက်တယ်အဲ့တော့ဘာဖြစ်လဲဘာရီယာရှေကအမားလုပ်တယ်ခြေသွမ်းအရန်ကြီးကောင်းတဲ့ကစားသမားမဟုတ်တော့အသင်းကထိခိုက်နေတာရပေါ့နော်ဒီလိုမျိုးတွေဖြစ်တဲ့အချိန်မှာ Enzo Maresca အနေနဲ့လည်းပောက်ကွဲရပေါ့နော်ဒီသတင်းစာရှင်းလင်းပွဲတွေမှာဆိုရင်လည်း Enzo Maresca ပောက်ကွဲတယ်ဘာလို့လဲဆိုတော့ तू ကဒီ center back ကိုလိုအပ်ကြောင်းခဏခဏပြောတယ်ဒါပေမဲ့ဘုတ်ဖွဲ့ဝင်တွေက तू ပြောတဲ့ဟာကိုအဖက်မလုပ်ဘူးသူတို့ဖြစ်စေချင်တာကိုပဲဥတီပြီးတော့လုပ်ခိုင်းခဲ့တာဖြစ်တဲ့အတွက် Enzo Maresca လည်းနောက်ပိုင်းနေရှုံးပွဲတွေဆက်လာတဲ့အချိန်မှာ तू ပောက်ကွဲတယ်ပေါ့နော်ဒါမျိုးတွေပောက်ကွဲနေဒီဘုတ်ဖွဲ့ဝင်တွေနဲ့ Enzo Maresca ကြားကပုတ်တိုက်မှုတွေတဖြည်းဖြည်းနဲ့ပိုပြီးတော့များလာတော့ကျွန်တော်မြင်တွေ့ရတယ်အဲ့တော့လာမယ့်ရာသီဒီရှေ့လာမယ့်ပွဲစဉ်တွေမှာဘယ်လိုဖြစ်သွားမလဲ Enzo Maresca ရောဒီ Chelsea ရဲ့အနာဂတ် plan မှာဆက်ပြီးရှိနေပါမလားဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အမှန်တိုင်းပြောရင်ကျွန်တော်လည်းဘုတ်အဖွဲ့ဝင်နေနဲ့ဒီပိုင်ရှင်ကိုပေါ့နော်တိတ်ပြီးတော့သဘောမကျတဲ့အပိုင်းတွေများလာတယ်နီးပြပြောတဲ့ဟာတွေကိုလက်လူရှူရဲသူတို့ဖြစ်စေချင်တာရဲသူတို့နီးပြကိုခိုင်းတယ်အဲ့လိုမျိုးတွေနဲ့ Chelsea အသင်းကပို့ပြီးတော့မတီမငြိမ်နေဖြစ်လာတယ်ပေါ့နော်ကျွန်တော် Chelsea အသင်းကိုအားပေးရတာတနေ့ရွှေတနေ့ငွေပဲခြေသွမ်းကကောင်းကျင်တဲ့အချိန်မှာကောင်းတယ်မကောင်းကျင်တဲ့အချိန်မှာမကောင်းဘူးလူတွေကလည်းကောင်းကျင်တဲ့အချိန်မှာကောင်းတယ်လူကောင်းတွေကိုသုံးကျင်တဲ့အချိန်မှာသုံးတယ်မသုံးကျင်တဲ့အချိန်မှာမသုံးဘူးဒါလိုမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ Chelsea အသင်းနဲ့လက်ရှိနီးပြရဲ့ရေရှည်တီတန်ရေးကတော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းတယ်ဖန်တွေလည်းအများကြီးသိကျင်နေကြတယ်ဒါပေမဲ့ဒီဘုတ်အဖွဲ့ဝင်တွေဘက်ကနေလည်းတိတိကျကျထုတ်ပြန်ထားတာမရှိဘူးနီးပြဘက်ကနေလည်းတိတိကျကျပြန်ပြောလာတဲ့အကြောင်းပြချက်တွေတော့မရှိဘူးပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါတော့လက်ရှိဒီရက်တွေမှာကြားနေရတဲ့ pre-pack တွေပေါ့နော်ဘုတ်အဖွဲ့ဝင်တွေနဲ့ Enzo Maresca နဲ့ eye to eye မမြင်ကြဘူးပြောရမယ်ဆိုရင်သဘောထားတိုက်ဆိုင်မှုတွေရှိမနေကြဘူးဆိုတာတော်တော်လေးကြားလာရပေါ့နော်ကျွန်တော်ကတော့ Enzo Maresca ကိုမှားတယ်လို့လည်းမပြောချင်ဘူးဘုတ်ဖွဲ့ဝင်တွေကိုလည်းမှားတယ်လို့မပြောချင်ဘူးဒါပေမဲ့ရက်တီရမယ်ဆိုရင်တော့ Enzo Maresca ဘက်မှာရက်တီချင်တယ်ဘာလို့လဲဆိုတော့ Enzo Maresca ကပြောရဲလိုအပ်တဲ့ဟာကိုလိုအပ်တယ်လို့ပြောပြတယ်ဒီဘုတ်ဖွဲ့ဝင်တွေလစ်လူရှူတဲ့အပိုင်းတော့သူတို့အပိုင်းပေါ့နော်ဒီတော့ဒီဘုတ်ဖွဲ့ဝင်တွေနဲ့ဒီနီးပြကြမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာလာမယ့်ရက်တွေမှာအဖြေပေါ်လာမယ်လို့ထင်ပါတယ်ခုလိုမျိုးစောတိကြည့်ရှုသွားပြီးတယောက်ချင်းစီတိုင်းအောင်ကျေးဇူးတင်ပါတယ်စိတ်ပါဝင်သားလို့ဘောလုံးပွဲစော်ကစားခြင်းเนาะကျွန်တော်စီမှာလာပြီးတော့စော်ကစားလို့ရပါတယ်ကျွန်တော်အမြဲပြောနေကြတဲ့အတိုင်းပဲ Viber Telegram ဖုန်းနံပါတ်ကတော့39968988ရှစ်လင်းအားဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ